သူတို့ရဲ့ကားကိုဆေးရန်လိုသည် Their car needs washing. Their car needs washing. သူတို့ရဲ့အိမ်သဘာဝနေရာကောင်းတယ် Their house is cozy. Their house is cozy. သူတို့ရဲ့ခွေးကတန်ကြီးဆူဆူတောက်ပြောင်လုပ်တယ် Their dog barks loudly. Their dog barks loudly. သူတို့ရဲ့ကားကိုဆေးရန်လိုသည် Their car needs washing. သူတို့ရဲ့အိမ်သဘာဝနေရာကောင်းတယ် Their house is cozy. သူတို့ရဲ့ခွေးကတန်ကြီးဆူဆူတောက်ပြောင်လုပ်တယ် Their dog barks loudly. သူတို့ရဲ့အစီအစဉ်မှားယွင်းသွားတယ် Their plan went wrong. Their plan went wrong. သူတို့ရဲ့အသင်းထပ်မံနိုင်ခဲ့သည် Their team won again. Their team won again. သူတို့ရဲ့လေယာဉ်ပြန်နှောင့်နှေးခဲ့သည် Their flight was delayed. Their flight was delayed. သူတို့ရဲ့အစီအစဉ်မှားယွင်းသွားတယ် Their plan went wrong. သူတို့ရဲ့အသင်းထပ်မံနိုင်ခဲ့သည် Their team won again. သူတို့ရဲ့လေယာဉ်ပြန်နှောင့်နှေးခဲ့သည် Their flight was delayed. သူတို့ရဲ့အစားအစာကအရသာနှုံရပါတယ် Their food tastes great. Their food tastes great. သူတို့ရဲ့ဖုန်းတွေခေါ်နေတယ် Their phones are ringing. Their phones are ringing. သူတို့ရဲ့စိတ်ကူးကမာခြင်းတည်ငြိမ်တယ် Their idea seems solid. Their idea seems solid. သူတို့ရဲ့အစားအစာကအရသာနှုံရပါတယ် Their food tastes great. သူတို့ရဲ့ဖုန်းတွေခေါ်နေတယ် Their phones are ringing. သူတို့ရဲ့စိတ်ကူးကမာခြင်းတည်ငြိမ်တယ် Their idea seems solid. သူတို့ရဲ့အလုပ်ပြီးစီးသွားပြီ Their work is done. Their work is done. သူတို့ရဲ့အတန်တွေထက်နေတယ် Their voices overlap. Their voices overlap. သူတို့ရဲ့မျက်စိတွေတစိမ့်ထိတွေ့တယ် Their eyes met briefly. Their eyes met briefly. သူတို့ရဲ့အလုပ်ပြီးစီးသွားပြီ Their work is done. သူတို့ရဲ့အတန်တွေထက်နေတယ် Their voices overlap. သူတို့ရဲ့မျက်စိတွေတစိမ့်ထိတွေ့တယ် Their eyes met briefly. သူတို့ရဲ့အိတ်တွေကြီးလေးတယ် Their bags are heavy. Their bags are heavy. သူတို့ရဲ့ရည်မှန်းချက်အောင်မြင်ခဲ့တယ် Their goal was achieved. Their goal was achieved. သူတို့ရဲ့အဝတ်အစားအသစ်လိုမျိုးပုံရတယ် Their clothes look new. Their clothes look new. သူတို့ရဲ့အိတ်တွေကြီးလေးတယ် Their bags are heavy. သူတို့ရဲ့ရည်မှန်းချက်အောင်မြင်ခဲ့တယ် Their goal was achieved. သူတို့ရဲ့အဝတ်အစားအသစ်လိုမျိုးပုံရတယ်
Their clothes look new. သူတို့ရဲ့ကြောင်ကအထက်တက်ခဲ့တယ် Their cat climbed up. Their cat climbed up. သူတို့ရဲ့စိတ်ထားမြင်မြင်ပြောင်းသွားတယ် Their mood shifted quickly. Their mood shifted quickly. သူတို့ရဲ့ကော်ဖီအေးသွားတယ် Their coffee got cold. Their coffee got cold. သူတို့ရဲ့ကြောင်ကအထက်တက်ခဲ့တယ် Their cat climbed up. သူတို့ရဲ့စိတ်ထားမြင်မြင်ပြောင်းသွားတယ် Their mood shifted quickly. သူတို့ရဲ့ကော်ဖီအေးသွားတယ် Their coffee got cold. သူတို့ရဲ့ဖနက်တွေတင်းတင်းတယ် Their shoes feel tight. Their shoes feel tight. သူတို့ရဲ့နာရီလုပ်ငန်းမှားတာရက်သွားတယ် Their watch stopped working. Their watch stopped working. သူတို့ရဲ့ဖနက်တွေတင်းတင်းတယ် Their shoes feel tight. သူတို့ရဲ့နာရီလုပ်ငန်းမှားတာရက်သွားတယ် Their watch stopped working.